ဒီနေ့လုံးပဲဥစ္စာကကျွန်တော်တို့အုံနောက်အားကိုကောင်းအောင်လုပ်တဲ့ဟာတစ်ခုပဲဒါဒီမူဒရာတွေပဲမူဒရာတွေရဲ့နာမည်ကတော့မရှိဘူးလက်ချောင်းလေးတွေမှာရှက်မယ်ရှက်ပြီးဒီဥစ္စာကတအားကြီးတင်မထားဘူးနော်ခပ်ပေါ်ပါလေးပဲအဲ့ဒီဒီအနေထားကိုထားပြီးတဲ့ခါကျလက်ဖက်နှောင်းခြင်းကိုရိုက်ဒီပါသွားမယ်အဲ့ဒီလက်ဖက်နှောင်းခြင်းရိုက်တယ်ဆိုတဲ့အနေထားမှာနေလန်းကအားစိုက်ပြီးရိုက်တာလည်းမဟုတ်ပုံမှန်နေထားပဲပုံမှန်နေထားလေးကိုဒီပုံစံအတိုင်းသွားမယ်အဲ့ဒီဥစ္စာကို10မိနစ်လုံနိုင်အောင်ကြိုးစားအဲ့ဒီဥစ္စာကခန္ဓာကိုယ်မှာသွေးလက်ပါအားကိုကောင်းစေတယ်နောက်ပြီးတော့သွေးကြောတွေပါပိတ်နေတဲ့ဥစ္စာတွေပွင့်သွားအောင်သူကလုပ်ပေးတယ်အဲ့ဒီဥစ္စာကိုပုံမှန်လုံနိုင်အောင်ကြိုးစား10မိနစ်ဒါကတစ်ခုနောက်တစ်ခုပြောမယ်နောက်တစ်ခုကလက်ကိုဒီလိုဆန့်ထားလက်နှစ်ဖက်ရှင်းရထားပြီးတော့ဒီလက်မထိတ်ကိုလက်တကြွယ်အရင်မှထိလိုက်ခွာလိုက်လို့ဒီတိုင်းဒီပုံစံအတိုင်းသွားမှာအဲ့ဒီပုံစံအတိုင်းရုပ်တဲ့အနေထားမှာသူက10မိနစ်ပဲဘာမှခက်တာတော့မဟုတ်ဘူးပုံမှန်လုံနိုင်အောင်သာကြိုးစားရုပ်စာလေ10မိနစ်ပဲရုပ်စာကိုလှုပ်ရှင်းအဖြစ်ခန္ဓာကိုယ်မှာအကျော်တွေနောက်ပြီးတော့ခြေထောက်နာတာတွေအဲ့ဒါတွေကင်းသွားမယ်နောက်ပြီးတော့မှတ်ညာအားကိုကောင်းစေတာပုံမှန်လုံနိုင်အောင်ပဲကြိုးစားဒါကတစ်ခု10မိနစ်လောက်ရမှာနော်နောက်တစ်ခုကဒီလက်ကိုဒီတိုင်းပဲထားပြီးတော့လက်ကြီးကိုစုပ်မယ်လက်ကြီးကိုစုပ်တယ်ဆိုတဲ့အနေထားမှာလေဒီလက်မထိတ်ကိုလက်တရွယ်အရင်မှထိတယ်လက်ကြီးစုပ်တယ်ပြန်ဖြန့်တယ်ဒီပုံစံတိုင်းသွားတာဒီလက်မထိတ်ကိုတော့လက်တန်းရင်းပဲကြည့်ပြီးတော့လက်ကြီးကိုစုပ်တယ်ပြန်ခွာတယ်စုပ်တယ်ပြန်ခွာတယ်စုပ်တယ်ပြန်ခွာတယ်အဲ့ဒီပုံစံအနေထားတိုင်းဒါကကိုကျွန်တော်ခဏလေးပဲလုပ်ဒီဥစ္စာရဲ့10မိနစ်လောက်ရမှာနော်ဒီဥစ္စာရဲ့အကျိုးကခန္ဓာကိုယ်မသက်မသာဖြစ်မှုကိုလျော့စေတာနောက်တစ်ခုကဒီလက်ကြီးကိုစုပ်ထားမယ်စုပ်ထားပြီးတော့ဒီလက်ကိုဒီလက်ဝါးဆောင်ဒီလက်တန်းရဲ့အောက်အဲ့ဒီအပိုင်းကိုဒီတိုင်းရဲ့ဒီပုံစံတင်နေထားတိုင်းအဲ့ဒီပုံစံအတိုင်းရိုက်တဲ့အနေထားမှာလေသူက10မိနစ်ပဲအဲ့ဒီပုံစံအတိုင်းဒီတိုင်းဘာမှခက်စရာမဟုတ်နေလန်းကလာရိုက်စရာလည်းမလိုဒီအနေထားပဲရိုက်နေတာအဲ့ဒီဥစ္စာကဒီသူ့ရဲ့အကျိုးကနှလုံးနဲ့ပတ်သက်တဲ့ပြဿနာတွေကိုအကုန်လုံးဖြေရှင်းပေးတယ်နောက်ပြီးတော့ခန္ဓာကိုယ်ရိုင်းတာအဲ့လိုရိုင်းတဲ့ဥစ္စာကိုလည်းဒီကောင်ကဖြေရှင်းပေးတယ်ပြီးရင်ဒါတစ်ခုနောက်နံပါတ်5ကလက်ကြီးကိုစုပ်ထားပြီးတဲ့အခါကျလို့ရှိရင်မှောက်ရက်လို့ရှင်ထားတာမှောက်ရက်ရှင်ထားပြီးလို့ရှိရင်ဒီလက်မရဲ့အောက်ဒီအပိုင်းကိုလို့ရှင်ထားပြီးလို့ရှိရင်အဲ့ဒီနှစ်ပိုင်းကိုလိုရိုက်တာဒါကနံပါတ်5ဒီဥစ္စာရဲ့အကျိုးကတော့မပါဘူးဒီဥစ္စာကလည်း10မိနစ်ပဲလုံနိုင်အောင်ကြိုးစားဒီဥစ္စာကအကျိုးမပါခန္ဓာကိုယ်တစ်ခုလုံးအကျိုးပြုတာပဲနောက်တစ်ခုကဒီလက်ကြီးကိုစုပ်တာအာရှိပါရှိနော်ဟိုအပေါ်ရမလုံးနဲ့ဒီလက်မကိုအတွင်းမှာထားပြီးတော့ဒီအာရှိပါရှိစုပ်တာလက်ကြီးစုပ်လိုက်ပြန်ဖွင့်လိုက်လက်ကြီးစုပ်လိုက်ပြန်ဖွင့်လိုက်နဲ့ဒီဥစ္စာကိုလည်း10မိနစ်လုံနိုင်အောင်ကြိုးစားဒါလည်းအတတ်အကျိုးကတော့မပါဘူးဒီဥစ္စာခန္ဓာကိုယ်တစ်ခုလုံးအကျိုးပြုတယ်နော်နောက်တစ်ခုကဒီလက်ဖမိုးအချင်းချင်းကိုရိုက်တာလက်ဖမိုးအချင်းချင်းကိုဒီပုံစံအတိုင်းရိုက်တာအဲ့ဒီလက်ဖမိုးကိုဒီရိုက်တဲ့ဥစ္စာကဒါလည်း10မိနစ်ပဲ10မိနစ်ပုံမှန်လုံနိုင်အောင်ကြိုးစားဒီဥစ္စာရဲ့အကျိုးက
ညခဏခဏထပြီးတော့စီးသွားရတဲ့ဟာအတွက်ဒီဥစ္စာကအကျိုးပြုတာအဲ့တော့ဒီလက်ဖမိုးခြင်းကိုတေးသေးချာချာကြည့်ပြီးနိုင်အောင်နေလန်းကလာဖိเสียမလို့နေလန်းကလာရိုက်เสียမလို့ပုံမှန်နေထားလေးပဲအဲ့ဒီအနေထားလေးကိုလုံနိုင်အောင်ကြိုးစားဒါ9မျိုးပဲဒါဒီဥစ္စာတွေကအုံနောက်အားကိုကောင်းစေတယ်လို့ညွှန်ထားတဲ့ဟာပဲ